မဘာလုံးညာလေအော်အမဘာလုံးညာဆိုဒီနေ့ကလေးစကုံးလှလှလေးဖန်စီလှလှလေးအများကြီးရောက်တယ်လေအားလေးလိုက်ကြည့်နေတာဒီမှာကြည့်ပါဦးရှစ်ဆရာလေးခေါင်းကြီးလေးရာစားလုံးဝ cute type ကလေးတွေပေါ့နော်ပြီးရင်ကြည့်အောင်ဒီမှာကြည့် plus အကောင်းစားလေးတွေလည်းရောက်ထားပါတယ်เนาะအမကြည့်ဒီမှာနှာခေါင်းလေးတွေဖန်စီလှလှလေးတွေဒီမှာဖန်စီလှလှလေးတွေဒီလိုမျိုးလေးလည်းရောက်ထားပါတယ်လာပြအောင်မယ်ဒီမှာကလေးစကုပ်ကလေးဆိုလေကြည့်ပါဦးလုံးဝ cute တီလေးတွေကွာအရင်ရှစ်ဆရာပါဒီမှာကြည့်လိုက်เนาะအားပေးလို့ရရင်เนาะကလေးစကုပ်လေးလည်းလာပြီးတော့မှကြည့်ပြီးတော့မှအားပေးလို့ရပါတယ်ဒီမှာဒီလိုလေးတွေလည်းရောက်ပါတယ်ရှင်ဒီမှာဒီနှက်ခမ်းလေးဆိုလို့ရှင်လည်းဒီလိုအတွင်းရဲလေးတွေเนาะဒီလိုမျိုးလေးတွေလည်းရောက်ပါတယ်ညုံဟိုဘက်ကိုပြအောင်မယ်ဘာလို့ဆိုအထောက်တန်းမှာပစ္စည်းအများကြီးရောက်ထားမလို့เนาะဒီမှာပါကြည့်လိုက်ပါအထောက်တွေအများကြီးပဲရောက်ထားပါတယ်เนาะဒီမှာမင်းတို့ပြောနေတဲ့အခုရန်နာမည်ကြီးနေတဲ့ L'Oreal က Glycoris က Serum တွေ Day Cream တွေလည်းရောက်ထားပါတယ်ဘူးတွေလည်းရှိမယ်ပေါ့နော်ပြီးရင်ဓာတ်ဖို့အစုံဒီမှာလေဟိုတနေ့က TikTok မှာကြော်ညာလိုက်တာရှင်းပစ္စည်းပြတ်သွားတဲ့ကောင်ဒီမှာကြည့်ဓာတ်ဖို့ထုတ်တွေပြန်ရောက်ပြီ7ကိုယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်ဓာတ်ဖို့ထုတ်တွေအကုန်လုံးပြန်ရောက်ပြီ Blue Star တွေလည်းဒါလောလောဆယ်တော့ပစ္စည်းကဒီလောက်ပဲရှိအောင်မယ်9ရက်နေ့နောက်ပိုင်းမှာ Blue Star တွေအများကြီးဆိုတာအများကြီးထုတ်ဝင်ပါမယ်ပြီးရင်ဒီမှာကြည့်အောင်ဒီဟာလေးတွေရှီထိုးလေးတွေလည်းဒါလေးတွေလည်းရောက်ပါတယ်ဒီလိုလေးတွေလည်းမင်းတို့ဆိုင်မှာတင်ပေးထားပါတယ်ဒါဆိုလို့ရှိရင်လည်းခရီးတွေပါသွားမယ်ဆိုရင်စုံစီနှစ်ပါးစီထည့်လို့ရအောင်ပေါ့နော်ဒီလိုဘူးခွန်လေးတွေရှိမယ်ဒီမှာကြည့်ဒီမှာ kitchen လေးတွေလုံးဝ80ရာလေးတခြားပြပေးလိုက်ပါဦးဒီမှာကြည့်လိုက်ပါအင်းလာနော်ကဲလာနောက်ထပ်ပြပေးမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီနေ့ဆိုရင်ဒါမင်းတို့ဆိုင်မှာဆိုပစ္စည်းကဘယ်တော့မှစုံနေမရှိဘူးအများနဲ့ပစ္စည်းရောက်တာနဲ့ကုန်ဒါပေမဲ့အခုပစ္စည်းလေးအလစ်တဲစုံတုံးပေါ့နော်တခြားဆင်ပြီးတော့မှဗီဒီယိုလေးရိုက်ပေးလိုက်တာဖြစ်ပါတယ်လိုအပ်တာရှိရင်လည်းအားပေးပါအောင်နော်တခြားလေးပြပေးလိုက်အောင်နော်ဒါလေးဒီမှာကြည့်လိုက်ဝန်နာက tea tree toner တွေဒါလေးရောက်တယ်နော်ဒါက face တွေဒီမှာဒါလေးတော့ပြန်ရောက်တယ်အမေဆက်တင်တဲ့အတွက် retinol serum တွေပါရကုမ္ပဏီကပြတ်တာနော်မင်းမှာပေးရမှာကုမ္ပဏီကပြတ်တာဒီမှာဒါလေးပဲလောလောဆယ်မှာရှိမယ် cosite တွေရောက်မယ်နော်ဒါအစ်ရောက်တာအော်ပြီးရင် soul skin ကအစ်ထွက်တဲ့မျက်နှာတစ်စေးလေဒါတွေလည်းရှိမယ်ပြီးရင်ဒီမှာကြည့်လိုက် lotion တန်းလိုအပ်တာရှိရင် lotion လေးလည်းအားပေးလို့ရပါတယ်ကဲလာပါအောင်ဒီမှာဒါတွေလည်းအစ်တွေရောက်ထားတယ်တန်ကဲဒီမှာဆိုလို့ရှိရင်လုံးဝမှာနာမည်ကြီးနေတဲ့ခေါင်းချော်ရဲ့2မျိုးလုံးမင်းတို့စီမှာရောက်ထားပါပြီဒါကြောတော့အစီပြန်ပြီးတော့မှဥပ္ပရရဟန်တက်တဲ့သူဘောက်ရှိတဲ့သူဒါကြောစပင်ကျွတ်တဲ့သူ3ပါနော်2မျိုးလုံး install ရထားပါပြီရှင်ဒီမှာ cotton combat တွေပါညာပေါ့နော်ဟောပြီးလို့ရှိရင်ဒီမှာနိုင်လေးတွေလည်းမင်းတို့တင်ပေးထားပါပြီရှင်ဒီလိုလေးတွေပါလုံးဝဈေးသက်သက်လေးနဲ့ရမယ်နောက်ပိုင်းကျရင်တော့နိုင်ကိုကောင်းတာလေးနဲ့လုံးဝ brand အကောင့်လေးပါတင်ပေးမယ်နော်အဲ့လိုလေးတွေးရှိပါတယ်နိုင်တို့မျိုးမှာနိုင်ဆိုင်တိတ်မရှိတယ်လို့အဲ့ဒါတင်ပေးမယ်နော်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီကတော့ sun cream တန်းဖြစ်ပါတယ်ကဲ brown UV လေးလည်းဒီနေ့ gel ရော essence ရောရောက်ပါတယ်မျိုးဆိုင်ကBGA မဟုတ်ဘူးเนาะဒါ Japan brand လုံးဝအစ်စ်เนาะဒီနေ့မင်းစားဈေးကြီးရဲ့ဘာညာလာမလုံးနဲ့เนาะလုံးဝ authentic အစ်စ်တွေပဲရောက်ပါတယ်เนาะပြီးလို့ရှိရင်ဒီမှာကြည့်ဒါကိုအခုလောဆယ်မှာမျိုးဆိုင်မှာအယောင်ကောင်းဆုံးဖြစ်နေတဲ့ပစ္စည်းဖြစ်ပါတယ်လုံးဝ AB ကျဲနေတဲ့ sun cream လို့ရှာနေတော့ဒီကောင် try ပါရှင်ဒါကတော့ serum တန်းမှာဒီမွေးပါဒီမှာဒါကတော့နှာခမ်းလေးတွေmake up ကလေးတွေပါရှင်เนาะဒါနှာခမ်းလေးဆိုလဲ Novo လေးရာစမင်းတို့တင်ပေးထားပါတယ်เนาะအကောင့်လိုင်းလေးတွေကသုံးချင်တဲ့ဘာညာဆိုရင်လည်းဒီလို Karmate brand 3000ကျော်လေးတွေပါလေးတွေနှာခမ်းလေးတွေဒီလို3 in 1 share ဖို့အတွက်လေးလည်း Japan brand အကောင့်လိုင်းလေးလည်းတင်ပေးထားပါတယ်ပြီးရင်ဒီမှာကြည့်လိုက်เนาะ family ဆိုလဲအများကြီးရောက်ထားပါတယ်เนาะဒီလိုလေး try ကြည့်ခြင်းနဲ့ကောင်း brand ကောင်းလေးတွေသုံးချင်တယ်ဆိုလို့ရှိရင်လည်းဒီလိုဆိုင်ကိုလာရောက်အားပေးလို့ရပါတယ်လုံးဝအရှိခံကနေစပြီးတော့မှလုံးဝနည်းနည်း luxury ဖြစ်တာလေးတွေအထိကိုမင်းတို့ဆိုင်မှာတင်ပေးထားပါတယ်အကဲဆိုင်မှာမရှိဘူးဆိုလို့ရှိရင်လည်းpre-order ကောက်ပေးပါတယ်ရှင်ဒီဆိုင်မှာမရှိဘူး brand လုံးဝ luxury high ဖြစ်တာတွေသုံးချင်တယ်ဆိုလို့ရှိရင်လည်းမင်းကိုပြောပါမှာပေးပါမယ်ရှင်ကဲလာဒီလိုပြလာလို့ကိုလေးကျေးဇူးအများကြီးတင်ပါတယ်မင်းတို့ရှစ်ပြီးတော့မှအားပေးတဲ့တယောက်ရှင်းစီပေါ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုင်မလာနိုင်ဘူးအဝေးရပဲ online ရပဲမှာတင်တယ်ဆိုလို့ရှိရင်လည်းမှာယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးရှစ်တင်နော်